အကောင်းဆုံး trading mindset တစ်ခုရဖို့ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို Trade W ကနေမျှဝေပေးလိုက်ပါတယ်ပထမအဆုံးအနေနဲ့စိတ်ရှည်မှုမှန်ကန်တဲ့တိုင်ပင်ဟာအဓိကချက်ဆိုတာအောင်မြင်တဲ့ trader တိုင်းသိထားကြပါတယ်ဒုတိယချက်စီကံတကြလုံနိုင်စွာကိစ္စတွေကထင်ထားသလိုဖြစ်မလာခဲ့ရင်တောင်မှကိုယ့်ရဲ့အစီအစဉ်အတိုင်းဆက်လက်ဆောင်ရွက်သွားဖို့လိုပါတယ်တတိယချက်ကတော့အသိပညာပါပဲရလက်တိုင်းမှာတိကျခိုင်မာတဲ့အခြေခံကြတဲ့အချက်တစ်ခုရှိဖို့လိုအပ်တယ်လို့ trading မှာလည်းအသိပညာကျွမ်းဝမှုရှိဖို့လိုအပ်ပါတယ် trading နဲ့ပတ်သက်တဲ့ဗဟုသုတတွေမရှိဘူးဆိုရင်ဘယ်ရာကိုမှအတိအကျတွက်ချက်ယူဆလို့ရမှာမဟုတ်ပါဘူးစတုထမြောက်ချက်ကတော့ကိုယ့်ရဲ့ risk ကိုတွက်ချက်နိုင်မှုပဲဖြစ်ပါတယ်ပါဝင်မှုနဲ့တွားခြင်းပါဝင်မှုများတွားခြင်းကရလက်ကိုပျက်စီးစေပေမဲ့မှန်ကန်တဲ့အချိုးအစားပေါင်းစပ်မှုကတော့ကောင်းမွန်တဲ့ရလက်တစ်ခုကိုရစေပါတယ်နောက်ဆုံးချက်အနေနဲ့ကိုသိနိုင်စွမ်းလည်းလိုအပ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဈေးကွက်ကကိုယ့်ရဲ့ယူဆချက်ပေါ်မူတည်တဲ့တန်ပြန်မှုတစ်ခုဖြစ်လို့ပါပဲ။ဒါဆိုရင်အောင်မြင်တဲ့ trading ရလဒ်တွေကိုရရှိစေဖို့ပြည့်စုံတဲ့ပါဝင်ပစ္စည်းရည်ဆိုရင်လည်းမမှားပါဘူး။ The Trade W Style